ကဲ brother တို့ဒီနေ့ကတော့ကျွန်တော် budget သမားအတွက်သတင်းကောင်းတစ်ခုလေးလာပေးမယ် AMD ကသူ့ရဲ့ budget graphic ကပေါ့နော် RX 9050 8GB ကိုသူ launching လုပ်သွားပါပြီဒီ August လောက်ဆိုလို့ရှိရင်တော့ market ကိုစရောက်လာတော့မှာပေါ့နော်ဈေးကတော့ဘယ်လိုဖြစ်မလဲတော့မပြောတတ်သေးဘူး AMD က budget ကမထွက်တာကြာပြီဗျပြောမဆိုရှင်နေကျွန်တော်တို့ကဥပမာဗျာ RX 980တုန်းကဆိုအရန်ရောင်းကောင်းခဲ့ဘူးလေ RX 980နောက်ပိုင်းဆိုလို့ရှိရင်9500တွေပေါ့လေရောင်းခဲ့ဘူးတယ်ဒါပေမဲ့ခက်တာလေ RX 6600ဆိုတဲ့ကတ်ကို तू က AMD ကဆက်မထုတ်ပေးဘူးပြောမဆိုဗျာ AMD ကအမြင့်ကြတော့လဲဟို Nvidia လောက်မကောင်းပြန်ဘူး budget ကြတော့လဲဒီကောင်အားထားပြီးမလုပ်ဘူးဒီကောင်ပြောမဆိုအမြင့်ကတ်လဲ Nvidia လောက်မကောင်းဘူး budget ကတ်ကြတော့လဲဒီကောင်ကအရေးမထားသလိုလိုနဲ့ကောင်းကောင်းလေးမလုပ်ပေးဘူးပြောမဆို AMD ကစင်စရာဝိုးမရှိတာအဲ့လိုဖြစ်နေတယ် तू က mid range မှာကတော့60ကတ်တွေရှိတယ်ပေါ့ဗျာတောက်လျှောက်ဆင်လာခဲ့တာပေါ့နော်ဒါပေမဲ့အဆင်မပြေဘူးဗျ9600ပဲပြောပြော90 60ပဲပြောပြောအဲ့လောက်ထိမရောင်းရဘူးဒါပေမဲ့အခုဒီရက်ပိုင်းတော့ AMD က9050 8GB ကိုထွက်သွားတယ်တကယ်သူထွက်သွားတာ version ကနှစ်ခု9050 RX 9050သူ 4GB ထွက်တယ် 8GB ထွက်တယ်မကောင်းတဲ့သတင်းကတော့သူ 4GB version ရှိတယ်ဒါပေမဲ့ကောင်းတဲ့သတင်းကြတော့အဲ့ 4GB version ကကျွန်တော်တို့ဒီ retailer အတွက်မဟုတ်ဘူးသူက branded တွေအတွက်ဥပမာဗျာ Asus တို့ Lenovo တို့ Dell တို့လိုမျိုး branded PC တွေအတွက်သူထုတ်ပြီးတာကျွန်တော် retail market မှာ 4GB version လာမှာမဟုတ် 8GB ပဲလာမှာတော်သေးရပါတော့ကျွန်တော် 4GB တွေပဲမလာတာအခုချိန်မှာဗျာ2026 4GB VRAM နဲ့ဘာသာလောက်မှာလဲပေါ့နော်သူရဲ့ architecture ကတော့ RDNA 4ပဲ TSMC ရဲ့4 nanometer technology သုံးထားတဲ့main တိုင်းလေးပေါ့ဗျာနောက်ပြီးတော့သူ့ရဲ့ဒီ memory ကတော့ 8GB GDDR6 နဲ့ပေါ့နော် memory interface ကတော့ 128 bit နဲ့ပါPCIe 5.0 ကို AX နဲ့လာပါမယ်ဒီကတ်လေးကတော့ဒီကတ်လေးရဲ့ TBD ကတော့62 watt ပါဒီကတ်ကိုဆင်မယ်ဆိုလို့ရှိရင်တော့ power supply ကတော့ဒီ AMD က recommend ပေးတာကတော့900 watt လောက်သုံးပေါ့နော်ဒါတော့သူ့ရဲ့ဒီကတ်လေးနဲ့ပတ်သက်တဲ့ specification လေးတွေပေါ့ဗျာနောက်တစ်ခုကသူ့ရဲ့ connector ကတော့8 pin နဲ့ပဲလာမယ်ပြောမဆိုရှင်ဗျာကျွန်တော် power supply တက်4စရာမလိုဘူးဒီ graphic card ထည့်မယ်ဆိုရှင်8 pin နဲ့ပဲရမယ်နောက်တစ်ခုအရင်မိုက်တဲ့ချက်က AV1 Encode H264 H265 Encode အကုန်လုံး support လုပ်မယ်AMD ကတော့အခုတော့ပညာရပါပြီ။ဘာကြောင့်လဲဆိုတော့6500 HT တုန်းကဆိုလို့ရှိရင်ဒီကောင်တွေကအဲ့ဒီ Encode ကိုမထည့်ထားပေးဘူး AV1 Encode လည်း support မလုပ်ဘူး264လည်း support မလုပ်265လည်း support မလုပ်ဘူးအဲ့တုန်းကဆိုလို့ရှိရင်ပြောမှဆိုတော့တော့တော်တော်တိုင်ပတ်တယ်ဗျာဒါပေမဲ့ဘာပြောအခုချိန်မှာသူ Hardware Encode ပါ AV1 H265 264ကိုသူ9050 8GB မှာထည့်ပေးထားတယ်သူ့ပဲကျေးဇူးတင်ရမလို့ဖြစ်နေရပါတော့ပြီးလို့ရှိရင် FSR 4.0 လည်း support လုပ်မယ် upscaling လုပ်တဲ့နေရာမှာပေါ့နော်ဒီကတ်တွေကတော့ခဏတော့ကျွန်တော်ပလာတွေနဲ့ spec တွေအများကြီးပြောသွား brother တို့ဘာမှနားမလည်ဘူးလားအေးသူ့ရဲ့ performance Nvidia backup နဲ့တွားတူမလဲဆို RTA 3060 Threadgate လောက်ပဲတတ်တာဖြစ်လိမ့်မယ်ပြောမဆိုရှင်ဗျာ RTA 3060 Threadgate ကို Nvidia ကအခုဆက်ထုတ်ပြီးတယ် AMD လည်းအဲ့ဒီ3060 Threadgate ကို fight ဖို့ဒီကတ်ထွက်လာတယ်9050 8GB ရမယ် RTA 3060 Threadgate တတ်တာ performance လောက်ထွက်မယ် RTA 3050တက်ဆိုင်လို့ရှိရင်တော့ performance ဘယ်လောက်ပိုမလဲဆိုတော့40%လောက်ပိုမယ်ဗျာအဲ့တော့ချင်းကြီးတော့ဈေးကတော့ RTA 3050ထက်တော့တက်တာမှမထင်ဘူးAMD ကတော့သူ launching လုပ်တဲ့ price ကတော့$189ကျပ်ပေါ့ဗျာ$189ဆိုတော့ဒါတော့သူ launching လုပ်တဲ့ price ပေါ့ဗျာအပြင်မှာတော့ဒီဈေးနဲ့ရမှာမဟုတ်ဘူးပေါ့ဗျာဒီ graphic card တွေရဲ့ဈေးကဘာနဲ့တူလဲဆိုတော့ကျွန်တော်ဗမာပြည်ကကား showroom ကားရောင်းတဲ့ဈေးအတိုင်းပဲကား showroom မှာခေါ်တဲ့ဈေးနဲ့အပြင်မှာရောင်းနေတဲ့ဈေးဘာမှမဆိုင်ဘူးအဲကြောင့်မို့သူတို့ launching လုပ်တဲ့ဈေးလဲ reference အတွက်ပဲเนาะအပြင်မှာရောင်းနေတဲ့ဈေးဒီဈေးနဲ့ရမှာမဟုတ်ဘူးအထူးသဖြင့်ကျွန်တော်ဗမာပြည်မှာပေါ့เนาะအဲ့ဒါလေးလာ share ပေးတာပါ budget သမားအတွက်သတင်းကောင်းလေးပါဒီကတ်လေးကတော့ဟို market ထဲရောက်လာတဲ့ခါကျတော့ရှင်ဈေးပေါ်မှာကြည့်ပြီးတော့အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဆင်လိုက်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ